ကဲတကယ်ချင်းများလုံးမြင်ကြလားပါနော်ဒီနေ့မေတာဟင်းချက်စားမယ်နော်တကယ်ချင်းတို့နော်မေတာမစားတဲ့သူမကြိုက်တဲ့သူဆိုကြော်သွားလိုက်ရတယ်ကျွန်တော်ဆိုအရင်ကြိုက်တယ်နော်ဒီမှာပထမဦးဆုံးဆိုရင်ကျွန်တော်တို့ထောင်းထားတဲ့ကြက်သွန်ဖြူပဲထည့်မယ်နော်စီတက်လာပြီဆိုရင်ပြီးရင်ဆိုနေမဟုတ်ပြီးရင်ငပိနော်ကျွန်တော်ဆိုဟင်းချက်တယ်ငပိအမြဲတမ်းပါတယ်နော်မပါရင်တော့ကျွန်တော်မချက်ဘူးနော်ပြီးရောင်တယ်မဟုတ်နော်ငရုတ်တီးမဟုတ်ပါကဲခဏလောက်မှွေလိုက်မယ်နော်မှွေပြီးရင်အနာတယ်မှွေလာပြီဆိုရင်မဲတာတယ်ကျွန်တော်တို့လှီးထားတဲ့မဲတာတို့ထည့်မယ်အတားတယ်နော်ဒါမဲတာဆိုရင်ကျွန်တော်အစားနဲ့ချုံမဟုတ်ကျွန်တော်နဲထားပြီးပြီနော်ခဏလောက်ဆိုင်ထားပြီးပြင်သူရတားတယ်မှာဝင်ရအောင်အနာရတာတယ်နော်ပြီးရင်ပတဲကော်ထည့်မယ်နော်ကျွန်တော်မဲတာဟင်းချက်ဆိုပတဲကော်ထည့်မယ်ပတဲကော်မပါဘူးဆိုရင်နာအရင်နာတယ်ထွက်တယ်နော်မသိဘူးသူများတွေချက်ဆိုကျွန်တော်ဆိုရင်ထည့်ရမယ်နော်ပတဲကောတဲ့ခဏလောက်မှပြီးရင်ဟိုရေထည့်မယ်နော်ရေနန်းငယ်ကျွန်တော်ဆိုရင်ပဲချိန်ကြက်ရမယ်လို့ဆိုရင်တနာကြီးလောက်ကျွန်တော်ချိန်ထားတယ်နော်ကဲဒါတနာကြီးပြည့်တော့ပြီနော်ပြီးရင်ဟိုပြင်းတော်ရွက်ထည့်မယ်နော်ဟိုဘလို့ပဲကလာဟင်းချက်တဲ့အရွက်ပါနော်ကျွန်တော်ဆိုမြန်မာလိုခေါ်ဆိုပြင်းတော်ရွက်ပါနော်စေပဲဝင်တယ်နော်ဒီအရွက်ကနော်ဒီငယ်ကျတအားမွေးတယ်နော်ဟိုပဲဟင်းချက်တဲ့ဆိုရင်နော်ကျွန်တော်တို့ထည့်တအားမွေးတယ်နော်ဒီငယ်ကျတော့ကဲကြက်ပြီနော်စားချင်တဲ့လူဆိုရင်တူလာစားကြမယ်နော်ဒီ